ဒီမေတ္တာဘုရားကိုပူးခြင်းကုသိုလ်အလုံး9မျိုးလုပ်ရမယ်တဲ့ကုသိုလ်ဘယ်နှမျိုးလဲမိမိကိုယ်တိုင်သာသနာထဲဝင်ပြီးတော့ရှင်ဟန်ပြုပါဓမ္မမို့ရင်လည်းပဲနံပါတ်1ကုသိုလ်ကသူများရဲ့သားသမီးကိုသားသမီးကိုသာနာပေါင်းရောက်အောင်သွတ်သွင်းပြီးတော့ရှင်ပြုပေးလိုက်ပါယဟန်ခံပေးလိုက်ပါမိဘ2ပါးကိုရိုးရိုးသေးသေးနဲ့လှုပ်ကြွေးပါတရဏဂုံ3ပါးနဲ့5ပါးသီလမြဲအောင်နေပါစေတီဖယားဇယများကိုတီထားကိုယ်ပဲစောက်လို့လှူဒန်းပါဘောဓိညောင်မင်းစိုက်ပြီးတော့ရေသွန်းလောင်းပေးပါရေတွင်ရေကန်ကြောင်းအရန်တွေလှူပေးပါပစ္စည်း4ပါးနဲ့သာသနာတော်ကိုပူဇော်ပါတရားအလုပ်ကိုအထုတ်ပါတဲ့အဲ့ဒီပုဂ္ဂိုလ်တွေအကုန်လုံးအဲ့ဒါကောင်းငင်ရံကနေပြီးဒီနန်းပြတ်ဆောင်ကြီးနဲ့လိုက်သွားရမှာ8400တော့ပြိဿတဲ့အဲ့ဒါကိုပါတာပဲတဲ့